5 4 3 2 1 action အေး okay ဒီဘာလို့မှလဲဒီနေ့ကျွန်တော်တို့တို့ပြမယ့်အရာတော့ကျွန်တော်တို့ဒီမျိုးနယ်တစ်ခုမှရှိတယ်ညဆိုင်ခင်းလေးတစ်ခုတည်းမှာတော့ကျွန်တော်တို့ရေငရင်ဆူပြီးတော့ထမင်းစားရမယ်ဟဲ့အဲ့လိုဆိုထမင်းကိုကျွန်တော်ဒီနားပေါ့နော်ပြောရွက်လေးပေါ့မတင်ပြီးတော့မင်းနေတယ်ဒါပြင်ကျွန်တော်စားကြမယ်ငပိကြီးမရအောင်ငပိမရှိလို့ငါမတွေ့ရဘူးရှင်းရှင်းဟုတ်ဆဲပြပါတယ်ဒါတော့ပြောင်းစားနေပြီစပိုက်ဒရိုစားနေပြီလားမသိဘူးစားနေရတယ်စားပါအားရမောင်ရောကတော့ကွတ်တီပဲရအဲ့ရုပ်ပဲတကောင်ခုနအဲ့လိုမအဲ့ရုပ်မဟုတ်ဘူးရှိုးရှိုးလိုက်ဒီမှာဒီဆောင်မင်းသားကြီးကြော်ဟင်းရဲ့တပည့်ဒွေးမွေးပြရောညာဟာခွေးလားသူ့မွေးလဲရလားဒါကျွန်တော်စီးရင်ဒီသက်စကောင်းခြင်းလို့ပြောတာဖိုက်စားမင်းစားကောင်းချင်းညဒီဇုံမထဲတော့လားမမဘုံကလည်း